မင်္ဂလာပါကျွန်တော်တို့တွေဘဝမှာအခက်ခဲလေးနည်းနည်းကြုံယုံနဲ့ငါဘာလို့အသက်ရှင်နေရတာလဲဘဝကဘာအတိတ်ပဲရှိလို့လဲဆိုပြီးစိတ်တက်ကြတတ်ကြပါတယ်ဒါပေမဲ့အချိန်မရွေးအသက်ခံရနိုင်တဲ့ငန်မို့ခေါင်းမနေရဲ့နာစီအချင်းစခန်းထဲမှာရှင်တန်ခဲ့ရလေသူတယောက်ကရောဘဝကောဘလို့မြင်မလဲဒီနေ့မှာတော့စိတ်ယောဂကုဆရာဝန် Viktor Frankl ရဲ့ Man's Search for Meaning ဆိုတဲ့ကမ္ဘာကျော်စာအုပ်ထဲကနေဘဝရဲ့အမှောင်ဆုံးအချိန်မှာတောင်မျော်လင့်ချက်ကိုဘယ်လိုရှာမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။အပိုင်း1ငရေခမ်းထဲကရှင်သန်ခြင်းစာရေးသူ Viktor Frankl ဟာဒုတိယကမ္ဘာစစ်အတွင်းမှာနာဇီအချင်းစခန်း၄ခုမှာ3နှစ်ကြာနေခဲ့ရပါတယ်။အဲ့ဒီမှာသူတွေ့ရှိခဲ့တဲ့ထူးခြားတဲ့အချက်ကရုပ်ပိုင်းဆိုင်ရာတန်မာတဲ့သူတွေကအသက်ရှင်ကျန်ခဲ့တာမဟုတ်ဘူးဆိုတာပါပဲဒီကိအသက်ရှင်လွတ်မြောက်ခဲ့တဲ့သူတွေဟာငါဘာအသက်ကြောင့်အသက်ရှင်နေရတယ်ဆိုတဲ့အတိတ်ပဲ meaning တစ်ခုခုရှိနေတဲ့သူတွေပဲဖြစ်ပါတယ်သူကအရေးကြီးတဲ့စကားတစ်ခုပြောခဲ့ပါတယ်နာဇီတွေဟာကျွန်တော်တို့စီကမိသားစုပိုင်ဆိုင်မှုဂုဏ်သိက္ခာအကုန်လူယူလို့ရပြီမေဘယ်လိုအခြေအနေမျိုးမှမဆိုကိုယ့်ရဲ့စိတ်နေသဘောထားကိုကိုယ်ရိုက်ရွေးချယ်ခွင့်ကိုတော့ဘယ်သူမှလူယူလို့မရပါဘူးဒုက္ခကိုဘယ်လိုတုံ့ပြန်ရလဲဆိုတာတင့်ရဲ့နောက်ဆုံးလွတ်လပ်ခွင့်ပါပဲအပိုင်းနဲ့ဘဝအတိတ်ဘက်ကိုရှာဖွေနိုင်တဲ့နီလန်း၃ခုဒါဆိုကျွန်တော်တို့ဘဝမှာအတိတ်ဘက်ကိုဘယ်လိုရှာမလဲ Frankl ကနီလန်း၃ခုပြထားပါတယ်တစ်ခုခုကိုဖန်တီးချက် doing your workကိုယ့်ရဲ့အလုပ်ဝါဒနာဒါမှမဟုတ်တီထွင်ဖန်တီးမှုတွေကနေတဆင့်အတိတ်ပဲရှာတာပါနှစ်တွေ့ကြုံခံစားခြင်းနဲ့ချစ်ခြင်း love and connection တဘာဝအလှတရားတွေကိုခံစားတာအမှုပညာကိုခံစားတာဒါမှမဟုတ်မိသားစုနဲ့ချစ်သူအပေါ်ထားတဲ့မေတ္တာကနေတဆင့်အတိတ်ပဲရှာတာပါသုံးဒုက္ခအပေါ်ထားရှိတဲ့သဘောထား attitude towards suffering ဒါကအလေးနဲ့ဆုံးပါပဲကျွန်တော်တို့ပြောင်းလဲလို့မရတဲ့ကံကြမ္မာစိုးတွေနာကျင်မှုတွေကြုံလာတဲ့အခါအဲ့ဒီဒုက္ခကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ကြောဖြတ်နေတယ်ဆိုတဲ့အတိကပဲဘဝရဲ့အထိပ္ပယ်ဖြစ်လာနိုင်ပါတယ်။စာအုပ်ရဲ့အဓိကသတင်းစကားကတော့အသက်ရှင်ရခြင်းအတွက်အပေအကျက်ကြောင့်ရှိနေသူဟာဘယ်လိုပုံစံမျိုးမှမဆိုခံနိုင်ရရှိတယ်ဆိုတာပါပဲ။တင့်ဘဝမှာဘာအတွက်ကြောင့်အသက်ရှင်နေရတယ်ဆိုရဲဝိုင်းကိုရှာတွေ့ပြီဆိုရင်ဘယ်အခက်ခဲပဲလာတင်ကြောဖြတ်နိုင်ပါလိမ့်မယ်အခုအချိန်မှာတင်ဟာဘာအတွက်ကြောင့်ကြိုးစားနေတာလဲ comment မှာရေးပေးခဲ့ပါဦးနော်ဒီလိုခွန်အားရစရာအနှစ်ချုပ်တွေကိုနားထောင်ခြင်း like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်ခင်ဗျာအားလုံးပဲအတိတ်ပဲရှိတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်